ကျွန်တော်တို့ဟာသူတို့ရဲ့ဒုံးကျည်တွေကိုဖျက်ဆီးပစ်မယ်သူတို့ရဲ့ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်းကိုမြေပြင်မှာပြပြဝတ်သွားအောင်ဖျက်ဆီးမယ်လုံးဝပြန်လည်မထူထောင်နိုင်အောင်ပျက်စီးသွားစေမယ်သူတို့ရဲ့ရေတပ်ကိုလည်းဖျက်ဆီးပစ်မယ်ဒေသတွင်းမှာမတည်ငြိမ်မှုဖြစ်စေတဲ့သူတို့ရဲ့အကြမ်းဖက်အဖွဲ့တွေကိုလည်းထပ်မံတားဆီးမယ်ကျွန်တော်တို့တပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့သုံးတဲ့လမ်းဘေးဘုံတွေကိုအသုံးမပြုနိုင်အောင်လှုံ့ဆော်ပါမယ်ကမ္ဘာပေါ်မှာကျွန်တော်တို့တပ်မတော်နဲ့အင်အားအစွမ်းထက်မှုနည်းပညာတိုးတက်မှုအရာရှင်နိုင်တဲ့တပ်မတော်ဆိုတာမရှိပါဘူးကျွန်တော်အစိုးရအဖွဲ့ကဒေသတွင်းကအမေရိကန်ဝန်ထမ်းတွေအတွက်အန္တရာယ်လျော့နည်းစေဖို့အတက်နိုင်ဆုံးအဆင့်အားလုံးကိုလှုံ့ဆော်ခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့လည်းအီရန်အစိုးရဟာတပ်ဖြတ်လို့စိတ်ရှိနေတယ်ဆိုတာကိုအတိအလင်းပြောလိုပါတယ်တတိရှိတဲ့အမေရိကန်သူရဲကောင်းတွေရဲ့အသက်တွေဆုံးရှုံးနိုင်ပြီးဒဏ်ရာရသူတွေလည်းပေါ်လာနိုင်ပါတယ်စစ်ပွဲတွေမှာဒီလိုအဖြစ်တွေဖြစ်တတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလိုလှုပ်ဆောင်တာဟာပြစ္ဆုတ်ပံအတွက်မဟုတ်ပါဘူးအနာဂတ်အတွက်လှုပ်ဆောင်နေတာဖြစ်ပါတယ်ဒါဟာဂုဏ်ယူထိုက်တဲ့တာဝန်တစ်ခုဖြစ်ပါတယ်နျူကလ িয়ার လက်နက်ကင်ဆောင်ထားတဲ့အီရန်ကြောင့်အမေရိကန်ပြည်သူတွေနဲ့ကျွန်တော်တို့ရဲ့ကလေးတွေဘယ်တော့မှချင်းချောက်မခံရအောင်မိမိအသက်ကိုပဓာနမထားဘဲတာဝန်ထမ်းဆောင်နေတဲ့စစ်သားတိုင်းအတွက်ဆုတောင်းပေးကြပါစို့